Yeah, the damn too little, no? Yeah, the damn too little, yeah, no? Yeah, PT Lipsia, the Arakateto, a lobo neva, no? Yeah, will Lisa will count the Chiba, video my lega, no? မင်္ဂလာပါကျွန်တော်တို့ဒီအမတသုံးခုမြောက်တက်ရင်မှာမိကိုတူမောင်အေးစော့ပါမယ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီ2024တလပိုင်း16ရက်နေ့မှာအာကတက်တော်နဲ့မြန်မာတက်မလို့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ပေါ့အဲ့ဒီအတွင်းမှာကျွန်တော်ကတော့ဒီအမတသုံးခုမြောက်တက်ရင်ကျွန်တော်ရဲ့ဖခင်နဲ့ကျွန်တော်မိခင်ပေါ့ကျွန်တော်မိသားစုဝင်နဲ့အတူတူကျွန်တော်အဲ့ဒီတိုက်ပွဲကာလအတွင်းမှာကျွန်တော်တို့ဖန်တီးထိမ့်သိမ်းခံခဲ့ရတယ်ပေါ့အာကတက်တော်လက်ထက်မှာအဲ့ဒီအချိန်ကာလအတွင်းမှာကျွန်တော်တို့အခုဆိုရင်နှစ်ကျော်ကာလအချိန်တွင်းရောက်ရှိလာပြီပေါ့အဲ့ဒီအချိန်တွေမှာအာကတက်တော်ကကျွန်တော်အမေတွေကျွန်တော်ရဲ့ညီကိုမောင်နှမတွေကျွန်တော်တို့အဖေအကိုတွေပေါ့ဒီလူသားရဲ့စာနာထောက်ထားဆိုတဲ့ Arakateto, a winnie, we ဒီ don't ချိန် know. ဒီကိုကြီးစောင့်ချောက်ထိမ့်သိမ်းပေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒီလူငင်းချမ်းသာခွင့်ဆိုတဲ့ဒီအခမ်းအနားလေးနဲ့ပေါ့ကျွန်တော်တို့ညီကိုတွေကျွန်တော်တို့အမေတွေကျွန်တော်အမတွေညီမတွေကိုအထူးပဲကျွန်တော်ဒီလူငင်းချမ်းသာခွင့်လွတ်ပေးတဲ့လူတွေကိုစားကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါကြောင်းကျွန်တော်ပြောကြလိုပါတယ် Yarrow, no? Arakateto, a gun, maybe belonging Lisa will count, no? Go ye the Yenzu Doma, the major hedge video, no? To such a bit of the video, and it's Pierre Bita. ငါပါရှင်ကျမတော့အမှတ်တော့90ကောင်ရောက်တယ်မှာဗမေစဝင်းပါရှင်ကျမတို့ဓမ္မဆုံးညီမ question ကတော့ကျမတို့73ရက်တလ2024မှာပေါ့နော်ကျမတို့အမတတော့90ကောင်ရောက်တယ်ညနေပြီးတော့ကျမတို့ခမရ939ရှင်မြန်တက်ရင်ကိုကျမတို့ရောက်ရှိခဲ့ပါတယ်အဲရနဲ့အတူပေါ့နော်16ရက်16ရက်တလ2024မှာပေါ့နော်ဒီကျမတို့တက်မတာလို့နောက်ဆုံးအရခတ်တော်မှာဖန်စီတဲ့နေရုံကျမတို့ခံရပါတယ်အဲဒီအတွက်လည်းကျမတို့တွေကအားလုံးတို့ကတော့စိတ်ကြမ်းကြပဲနဲ့ဒီဖန်စီခံရတဲ့တင်းဖန်စီခံရတဲ့ချိန်ကာလအတွင်းမှာကျမတို့ကောင်းစွာအားလုံးဖြတ်သန်းခဲ့တယ်ပေါ့နော်အဲဒီချိန်အတွင်းမှာအခုဒီကျမတို့ဒီဖန်စီခံရတဲ့အချိန်မှာပေါ့နော်ဒီမိသားစုဝင်တွေပြီးရင်ကိုဝင်ဆောင်တဲ့အရှိကြီးပါပါတယ်ကလေးတွေလည်းပါပါတယ်ပြီးတော့ဒီမှာတော့ပြိုးရဲ့သူမိန်းကလေးတွေလည်းပါပါတယ်အဲဒီအတွက်လည်းကျမတို့ဒီမှာပေါ့နော်ဒီကျမတို့ကောင်းစွာစောင့်ရှောက်ပေးခဲ့တယ်ပေါ့နော်အဲဒီအတွက်လည်းဒီအာရခတက်တော်မှာရှိတဲ့ဘုံမှုနဲ့အရာရှိနေရတဲ့ပတ်သက်စစ်တီများအားလုံးလည်းချစ်စွတ်တင်ပါတယ်ပြီးတော့ကျမတို့ပေါ့နော်ဒီကျမ်းမာရေးအစ Janaro, no? Camaro Silo video, Sitha Tokenes, Sikonsis, Sitha Rio Bale, no? Golo. Arakateto is or a Nivido Beloti, Nivido, see it, Jiwa the Le, no? See it, you had ability, like I swing and tea. Like I swing ability, she lays with a Camaro Timawa, no? Bama Nivido Camaro Yen, Mo Yenzade, Machibin and Nivido. Araka Dida would love it or Camaro de Nivido, no? A champion loaded lonely yara, J. Diva Nivido, Camaro Mimari, Camaro Midazuende, Nivido, no? Pusu social paid harder. Arakadedo Ega Nivido, no? Darego Nivido, the champion sequence, with a bone jet, the Pelado, the Somber Luda Miyaji Shide, no? Tudugo Nivido, the Sipwekala, the who time that would pillow, Tanking Tara, no? Yentudu Nivido. Dini Makanyado sequences in the Kono Shokate Wativido Lulu Thuludo Tama Mobu Kuchi to do Yogo, no? Tete Biabele, no? Sewaga Sake the Kono Siri, where a Kupita, the Kalika Luji a Kono, no? Jama Yajama Yue Kono Dendu, Se Kupita, the Tami Jutare. Dago Nibido, no? Japanese consiga ye kind of with a bonji there. Zedu da will say. Dilauti nibido duro temedo jima nibido that went tens on la that nippon. Coronation is senate really bad, no? Edu ludele boji ayashi de amiaji, dilude yenado matabukanya the bone chide, no? The chamber temedo jigo token in the camino like the gigo and all of my son opinion, no? Camaro Nibido Nangadogo Kakwinida, Nangadogo Pesinida, Taipigo Kakwinida, Taipigo Pesinida, Yamanangado Jigo Kakwinida, Yamanangado Jigo Pesinida, Canyadogo Mission, no? Obula. Pidu Juida Tamede go Sabido, Camyadoga Pidu go Piazani, loaded lonida, Pidu Nibido E. Shashamanea, Pidu Susupu, I lonely, they had a Camyadoga, no? Camyado Litisha Senza Jiba. Camaro Piaga, the Bonashilo Bojira, the Bonashilo Bojira. Opi Eda Swing.
ဘာစစ်ပွဲတစုံတရာမှမရှိတဲ့ဒေသတွေနေပြီးတော့နော်ဘုံကျင်းနေတာခင်ဗျားတို့အဲ့ဒါတရားလားဗျာနော်မဟုတ်ဘူးလားတရားလားအဲ့ဒါသူပြတာစစ်နာထောင်ကြည့်ပါဦးနော်ခင်ဗျားတို့စစ်ခွေးတယ် နော်ကျမရေးဆိုလဲလူလေးတိတ်စီအောင်အချိန်နဲ့တပြေးညီကုသပေးခဲ့ပါတယ်အဲ့အတွက်လည်းအထူးကျေးဇူးတင်ပါတယ်ပြီးတော့ဒီကျမတို့မှာပေါ့နော်ဒီအမျိုးသမီးတွေအများဆုံးပါဖြစ်တော့ဒီအမျိုးသမီးတွေဆိုလဲအဝတ်စားအစားစားလို့နေပြီပေါ့နော်ဒီအတုံးဆောင်ပစ္စည်းတွေစက်ပြခေါင်းချွန်မှာအစားအားလုံးဆက်ဆက်ရရလူသားချင်းဆန္ဒနဲ့နေအားလုံးဖြည့်ဆည်းပေးခဲ့တယ်နော်အဲ့အတွက်လည်းအထူးကျေးဇူးတင်ပါတယ်ပြီးတော့ကျမတို့ပေါ့နော်ဒီထဲ ခင် မှာ ဗျားတို့ဆိုင်စားကြည့်နော်ရခိုင်ကိုနေပြီးတော့ကုန်းလန်းရေလန်းအကုန်လုံးပိုက်ထားတဲ့စစ်ကောင်စီစစ်သားတက်မတော်ကြီးကနော်ဒီလောက်ထိကိုစင်းတို့ကြီးတဲ့အချိန်မှတော့မှနေပြီးတော့ဒီစစ်သုံးပိုင်းတွေကိုနေပြီးတော့နော်နိုင်ငံတကာဥပဒေနဲ့အညီထိမ့်သိမ်းထားတဲ့အာခတ်တေတော့အေကိုနေပြီးတော့အရင်လေးစားဖို့ကောင်းတယ်ခင်ဗျားတို့တွေနော်လူရဲ့တနေတာ30ရိုက်သုံးဆောင်တယ်ဘယ်လောက်ထိအရေးကြီးလဲဆိုတာကြည့်ခင်ဗျားတို့နော်မကလေးတွေပို့ဆိုတဲ့ယောက်ျားလေးထားနော်ဝေယဝေစားတဲ့အများကြီးလိုအပ်တယ်မကလေးတွေကဒီလူတွေသုံးဆွဲတဲ့ဇယိုက်တွေနေတာမဟုတ်ဘူးနော်စားတာဖောက်တာနော်အဝတ်စားတွေကအစားခံပြီးအကုန်လုံးဖြစ်စီပေးထားအားခတဲ့တော့အေကနေပြီးတော့ခင်ဗျားတို့သိချင်တာတော့ကြည့်နော်ဒါကနေပြီးတော့လုံးကျန်ဖန်တီးပြီးတော့ခင်ဗျားတို့စစ်လို့ပြီးလို့စစ်ကောင်စီလို့နေပြီးတော့ကဘာကိုနေပြီးတော့ဝါဒဖြန့်နေတာမဟုတ်ဘူးနော်အားခတဲ့တော့အေကနေပြီးတော့လွှဲရင်လွှဲပြလိုက်တယ်မလွှဲရင်မလွှဲဘူးနော်ထိန်းရထိန်းသိမ်းထားတယ်သေရင်သေသွားတယ်မသေရင်မသေဘူးဒါပဲရှားပြတာနဲ့တရားတွေကိုနော်နားလေသဘောပေါက်လို့ပြီးခင်ဗျားတို့တွေ ဖန်စီတင်းသိမ်းခံရတဲ့ကာလအတွင်းမှာပေါ့နော်ကျမတို့တွေအားလုံးတက်ညီလိုက်ညီအားလုံးကောင်းစွာဖြတ်သန်းခဲ့ပါတယ်ပြီးတော့ကျမတို့တွေပေါ့နော်ဒီကျမတို့ရဲ့နေထိုင်ရဲ့အတွက်နဲ့စောင်းဝင်နေအတွက်ကိုလည်းလူတွေချင်းဖြစ်အောင်ဖြည့်ဆည်းပေးခဲ့တဲ့ဘူလီနဲ့တကွာဒီအာရခတ်တက်တော်မှာရှိတော့ထောက်ခံဝင်သားစုများအားလုံးနဲ့ကျမအားလုံးရဲ့ကိုစားချစ်စုတင်ရှိကြပြောကြရှင်ပါတယ်ပြီးတော့ကျမတို့ဒီအာရခတ်တက်တော်မှာဆိုနှစ်နှစ်ကာလအတွင်းကျမတို့ကောင်းစွာဖြတ်သန်းခဲ့တယ်ပေါ့နော်ကောင်းစွာဖြတ်သန်းခဲ့တယ်ကောင်းကောင်းမွန်မွန်နဲ့နေထိုင်ဖြတ်သန်းခဲ့တယ်အဲ့ဒီအချိန်မှာကျမတို့ရဲ့ဘဝတွေပေါ့နော်အခြေအနေတစ်ခုဘဝဆိုပြီးကျမတို့ထဲကိုရောက်လာခဲ့တယ်နော်အဲ့ဒါကဘာလဲဆိုတော့20ရက်တလ2026ပေါ့နော်အဲ့2026မှာကျမတို့လေချောင်းတိုက်ခိုက်မှုကြောင့်ကျမတို့ရဲ့အဆောင်အတွင်းမှာဟိုကကျမတို့ရဲ့အဆောင်ရဲ့ဂိုင်း90အတွင်းမှာပေါ့နော်ပေါင်300ရှိတဲ့ဘုံသေးလေးလုံးတိုက်ခိုက်ရှင်ကိုခံခဲ့ရပါတယ်အဲ့အတွက်ကျမတို့ဒီအိမ်ပြန်မှုအတွက်ကိုပေါ့နော်ကျမတို့မျှော်လင့်ချက်တွေမြင်လာတယ်ကျမတို့တင်ခဲ့တယ်အဲ့ဒီမှာအဲ့ဒီလေချောင်းရတိုက်ခိုက်မှုကြောင့်အားလုံးကြောက်လန့်ကြတယ်တုံးလုံး6ချားကြတယ်ပေါ့နော်ကြောက်လန့်နေကြတဲ့အချိန်မှာဒီအာရခတက်တော်မှာရှိတဲ့တပ်ဖွဲ့ဝင်များအားလုံးကကျမတို့ဘေးမသိကြမှာခါပဲနဲ့အန်ဒီရဲ့ကင်းဒေရှင်နဲ့ညောင်ကျမတို့ခေါ်ဆောင်ပေးခဲ့ပါတယ်အဲ့ဒီအတွက်လည်းကျမအားလုံးရဲ့ကိုစားကျေးဇူးတင်ပါတယ်ပြီးတော့အခုပုံစံနော်ကျမတို့တနေ့အိမ်ပြန်ရမယ်ဆိုတဲ့စိတ်နဲ့ခွန်အားတွေနဲ့ကျမတို့အိမ်မှာကောင်းစားနေထိုင်ခဲ့ပါတယ်ကျမတို့ရဲ့မျှော်လင့်ချက်ဒီလေချောင်းနဲ့တိုက်ခိုက်မှုကြောင့်ကျမတို့ရဲ့မျှော်လင့်ချက်တွေပျောက်ဆုံးပြီဆိုပြီးတော့ကျမတို့ကထင်ထားခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်ကြီးမှာပဲကျမတို့မထင်ထားခဲ့တဲ့အရာတို့ကကျမတို့ဒီလူငယ်ရှမ်းနာပြည်နဲ့ကျမတို့ရဲ့သားစုတွေကျမတို့ပြန်ရတော့မယ်ဆိုတော့မဟုတ်ဘူးလားတရင်ကောင်းနဲ့ကျမတို့ရှိတဲ့ဆောင်လာခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်လည်းဒီအာရခတက်တော်မှာရှိတဲ့ဘူရင်းနဲ့တော်ကအရာရှိရာနဲ့အချက်စတင်များနဲ့တာဝန်ရှိသူအားလုံးကျမအထူးပဲကျေးဇူးတင်ရှိပါတယ်အခုချိန်ဆိုရင်ကျမတို့ရဲ့မိသားစုကဘာလေးရှိကိုစီပြန်အောင်မှာဒီအတိုင်းဒီမှာတာရှိနေပါတယ်ကျမအားလုံးရဲ့ကိုစားပြီးများပါတယ်ကျေးဇူးတင်ပါတယ်လို့ပြောရှင်ပါတယ်နော်သူတို့ကမှဒီသူတို့ရဲ့အပျော်ဆုံးနေ့လေးတစ်နေ့ပေါ့နော်ဒါကနေပြီးတော့ဒီနေရာမှာဆိုရင်ဒီခင်ဗျားတို့ပြောတဲ့သဘုံတွေရဲ့မိန်းမတွေကလေးတွေဆိုရင်ခင်ဗျားဒီနေရာမှာဒီလိုသက်ဖြစ်လိုက်တာမဒီချင်းပြလိုက်တာဒါရှိမှာပဲနော်ဟုတ်တယ်မဟုတ်ဘူးလားထားမှာမဟုတ်ဘူးအရှင်မထားဘူးအသေးပဲရှင်းပြလိုက်မှာခင်ဗျားတို့စစ်ခွေးတွေကနေပြီးတော့နော်ကျွန်တော်ပွန်းလေးပြတာနော်အခုကနေပြီးတော့အာခတဲ့တော့အေကနေပြီးတော့လူသားချင်းကိုရှင်းစာလို့နေပြီးတော့နော်နိုင်ငံတကာဥပဒေနဲ့ညီထိမ့်သိမ့်ပြီးတော့သူတို့ကိုရှင်တင်ရင်ပြန်လွှဲပေးလိုက်တာပဲနော်လေးစားဖို့ကောင်းတယ်ဒီအာခတဲ့တော့အေနေပြီးတော့အမုန်းတရားတွေထားတဲ့ခင်ဗျားတို့စစ်သားတွေနေပြီးတော့အမှန်တရားတွေရကြပါလို့ကျွန်တော်ပြောချင်တယ်ဗျာနော်